အိမ်သုံးပန်ကာတစ်လုံးရဲ့အတွင်ပိုင်းမှာစိတ်ဝင်စားစရာကောင်းတဲ့စက်ပိုင်းဆိုင်ရာရန်တရားလေးတွေပါဝင်ပါတယ်။အနီးကပ်လေ့လာကြည့်အောင်။ပန်ကာတစ်လုံးကိုဖြုတ်ရတာတော်တော်လေးယူရှင်းပါတယ်။အောက်ခြေကဝက်ဥစကရူတချို့နဲ့ပလတ်စတစ်အပိုင်းတွေကိုဖြုတ်လိုက်ုံပါတယ်။စိတ်ဝင်စားစရာကောင်းဆုံးအစိတ်အပိုင်းတွေကတော့အပေါ်ပိုင်းမှာရှိပါတယ်။ဒါကြောင့်တက်တောင့်တက်တာအနားယူပြီးကြည့်ရှုလိုက်ပါ။အောက်ခြေကနေစပြီးအသေးစိတ်ကြည့်ကြရအောင်။ဒီမှာခလုတ်လေးခုရှိပါတယ်။ကုန်းကူကအမြန်နှုံးအတွက်ထိပြီးအဖြူရောင်ခလုတ်ကတော့ပန်ကာပိတ်ဖို့ဖြစ်ပါတယ်ခလုတ်တစ်ခုကိုဖိနှိမ့်လိုက်တိုင်းမှာအရင်နှိမ့်ထားတဲ့ခလုတ်တွေပြန်ကြွတက်လာတာကိုတွေ့ရပါမယ်။အဖြူရောင်အလုတ်ကတော့တခြားခလုတ်တွေလိုမျိုးဖိနှိမ့်ပြီးရင်မြုပ်မနေပါဘူး။ဘာကြောင့်လဲဆိုတာကြည့်အောင်။ခလုတ်တစ်ခုချင်းစီရဲ့အောင်မှာခလုတ်ကိုပြန်ကန်တက်အောင်တွန်းပေးမဲ့ spring တစ်ခုစီရှိပါတယ်။အကျွေးမှာတော့လွာလို့အထစ်လေးနေပါတယ်တတူပြားတစ်ခြားရှိပါတယ်။ဒီတတူပြားကိုညာဘက်က spring တစ်ခုကတွန်းကန်ပေးထားပါတယ်။ခလုတ်တစ်ခုကိုဖိချလိုက်တဲ့အခါတတူပြားကဘဲဘက်ကိုရွေ့သွားပါတယ်ခလုတ်ကိုစုံအောင်ဖိချလိုက်ရင်ကလစ်ဆိုပြီးအတန်ပြီးသွားကနေရာကျသွားပြီးတက်တူပြားကခလုတ်ပြန်မတက်လာအောင်ချိတ်ထားလိုက်ပါတယ်။နောက်ထပ်ခလုတ်တစ်ခုကိုထပ်နှိပ်လိုက်တဲ့အခါတက်တူပြားကဘဲဘက်ကိုထပ်ရွေသွားတဲ့အတွက်ပထမခလုတ်ကိုချိတ်ထားရကနေပြုတ်ထွက်သွားပြီးပြန်ကြွတက်လာစေပါတယ်။အဖြူရောင်ခလုတ်ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့တခြားနှိပ်ထားတဲ့ခလုတ်တွေကိုပြန်လွတ်ပေးဖို့ပန်ကာပိတ်ဖို့ရတယ်။တတိထားကြည့်ရင်အဖြူရောင်ခလုတ်ကိုချိတ်ထားဖို့အတွက်တက်တူပြားမှာအထက်မပါတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်သူကတခြားခလုတ်တွေကိုသာဖြုတ်ချပေးပြီးပန်ကားကိုပိတ်စေတာပါခလုတ်ခုံးရဲ့အနောက်ဘက်ကနေအယောင်ခွဲခြားထားတဲ့ဝါယာကြိုးသုံးချောင်းထွက်လာပါတယ်နှိပ်လိုက်တဲ့ခလုတ်ရိုက်ဝါယာကြိုးကနေသဖြင့်ပန်ကားထိပ်ပိုင်းကမော်တာစီကိုလျှက်စစ်စီးဆင်းသွားပြီးရွေးချက်လိုက်တဲ့အမြန်နှုံးအကြိုင်ပန်ကားကိုလဲပတ်စေပါတယ်အစပိုင်းမှာပန်ကားကတစ်ဖက်ခဲကိုပဲမျက်နှာမူပြီးလဲပတ်နေမှာကအခန်းထဲနေရအညံလေးတိုက်ချင်နေတော့အပေါ်ကပင်လီကိုဖိချလိုက်တာနဲ့ပန်ကားကဘယ်ညာစတင်လဲပတ်အော်စလိတ်လုပ်ပါလိမ့်မယ်ကျွန်တော်တို့မှာလဲပတ်နေတဲ့လျှက်စစ်မော်တာတစ်ခုပြီးသားပါနောက်ထပ်မော်တာတစ်ခုထပ်မတက်ချင်ပါဘူးဒီတော့အကြံဉာဏ်ကမော်တာရဲ့လဲပတ်နေတဲ့အားကိုပန်ကာခေါင်းဘယ်ညာရမ်းတဲ့အားဖြင့်ဘယ်လိုပြောင်းမလဲဆိုတာပါဒါကိုနားလည်ဖို့နောက်ဆိုပြီး four bar mechanism ဘာဒန်၄တန်းရန်တရားအကြောင်းလေ့လာကြည့်အောင်ဘာဒန်၄တန်းကိုပင်အပ်တွေနဲ့ဆက်ထားပြီးလွတ်လပ်စွာလှုပ်ရှားနိုင်ပါတယ်ပုံမှန်အားဖြင့်ဘာဒန်တစ်ခုကိုအသေးထားလိရှိပါတယ်ဒီတစ်ခုကိုတော့ grind လို့ခေါ်ပြီးမော်တာကသူ့ကိုလှည့်ပေးတာပါပုံမှန်အားဖြင့်အစိမ်းရောင်ဘာဒန်ကိုအသေးထားလိရှိပါတယ်ဒီမှာတော့အပြာရောင်ဘာဒန်တစ်ခုကိုအသေးထားလိုက်ရင်ဘာဖြစ်မလဲကြည့်အောင်အဲ့ဒီအခါမှာအစိမ်းရောင်ဘာဒန်ကဘယ်ညာရွေရှားတော့တာကိုတွေ့ရပါလိမ့်မယ်ပန်ကာဘယ်ညာလဲပတ်တဲ့သဘောတရားကဒီကနေလာတာပါပန်ကာမှာပါတဲ့ဘာဒန်၄တန်းကတော့အပြာရောင်ဘာဒန်တစ်ခုဖြစ်ပြီးပန်ကာရဲ့ကိုယ်ထဲမှာအသေးသက်ဆင်ထားပါတယ်ကျန်တဲ့ဘာဒန်ရှည်တွေနဲ့မော်တာရဲ့လဲပတ်အောက်ကိုယူပြီးလှည့်ပေးမဲ့ grind မှာဒါပေမဲ့ပန်ကာဒဲလက်လဲပတ်နှုံးကိုဒီရန်တရားကိုဘယ်လိုပြောင်းမလဲအဖြေကဂီယာအောင်ထဲမှာရှိပါတယ်မော်တာလဲတဲ့အခါနောက်ကျောဘက်က worm လို့ခေါ်တဲ့အစိပ်ပန်းလဲလိုက်လဲပါတယ်သူကသူ့ဘေးက worm ဂီယာဆိုရင်ခွေးထွားစိပ်ဘီးကိုလှည့်ပေးပါတယ်အဲ့ဒီ worm ဂီယာကသစင်အောက်ဘက်ကဂီယာကိုဆက်လှည့်ပေးပြီးအောက်ဆုံးဂီယာက grind ကိုလှည့်ပေးရမှာပန်ကာကဘယ်ညာလှုပ်ရှားနိုင်ပါတယ်ဒီဂီယာအလုံးကိုပင်တစ်ခုတည်းနဲ့ဆက်ထားပါတယ်ပင်ရဲ့ခိန်နာမှာ spring တစ်ခုနဲ့ body နှလုံးရှိပါတယ်ပင်ကိုရွှဲတင်လိုက်ရင်ပန်ကာမလဲအောင်လုပ်ရင် body ကလေးက worm gear နဲ့မချိတ်တော့ပါဘူးဒါကြောင့် worm gear လဲနေပေမဲ့အောက်က gear တွေလိုက်မလဲတော့ပဲပန်ကာကတစ်ဖက်သေးကိုပဲမျက်နှာမူနေပါလိမ့်မယ်ပင်ကိုပြန်ဖိချလိုက်တဲ့အခါ spring က body လေးတွေကိုအပြင်ဘက်ကိုတွန်းထုတ်လိုက်ပြီး worm gear နဲ့တွားရောက်ထိခိုက်ဆက်ချိတ်စေပါတယ်ဒါဆိုရင်တော့ gear အလုံးလုပ်ပြီးပန်ကာပြန်လဲပါလိမ့်မယ်နောက်ဆုံးတတိထားရမှာက grind ရဲ့လဲပတ်နှုံးကပန်ကာလဲပတ်နှုံးနဲ့အများကြီးပိုနှီးခွေးပါတယ်တကယ်လို့ပါပန်ကာလဲပတ်တလောက်နှုံးနဲ့ဘယ်ညာရမ်းနေရင်ပန်ကာတစ်လုံးကိုကျိုးပြတ်သွားမှာပါဂီယာတွေကိုအချိုးကျပေါင်းဆက်အသုံးပြုခြင်းဟာအမြန်နှုံးကို short ချပေးပြီးတင့်တော်မှန်ကန်တဲ့နှုံးနဲ့ဘယ်ညာလဲပတ်စေတာပါ